ဘုံနာဝင်းသာနာလင်းစန်းနီလာဝင်းတို့ဟုတ်ပါအလင်္ကာချိုတော့ဆွေမဟုတ်တယ်မောင်ဂုံပြပါဗျာဟေး我玩起。တမုံမရှိဘူးလားဗျာဟာရှင်မနမိတ်အတိတ်မှာတပေါင်းအတန်မှာလက်ဆောင်မှန်ပါဗျာတပင်းရမှာကြော်ပါတယ်ကျွန်တော်တို့အလင်းငါကြော်စောဘဘရွှေမန်းဦးတင်မောင်ရဲ့အနှစ်80ပြည့်မှန်ပါကာရဝပြုတ်တဲ့ပွဲပါဗျာတမုံရှိတာကိုနန်းဝင်းလေးစိုးမှုကလည်းပြင်တွေ့သွားပြီဟုတ်ကဲ့ပြည့်ရဝါစာချစ်စရာစကားများနဲ့မိဘပြည်သူများနှုတ်ခွန်းတော်များဆက်တာပါဦးခင်ဗျာမိတ်တာနာခံကြပါစို့ရှေ့ဆုံးဝင်းတော်နဲ့ကိုနန်းဝင်းနဲ့အန်ကြတယ်ရှင်းတယ်ကိုကြီးရှင်းတယ်ကိစ္စရကောင်းလိုက်ပေါ်ပြီတဲ့ကိုကြီးနိုင်ကိုရှင်ဗုဒ္ဓေမဟာလောင်းငယ်တော့မမကြောင့်စာနာမျိုးလောက်ပေါ်ရဲ့မမဗျာမမကြောင့်စာနာမျိုးလောက်ပေါ်ရဲ့ပြောစရာရွှင်စရာအံ့စရာခံတပြားလာပဲဟုတ်ကဲ့နေရောက်ကြီးရတာလေတိန်တောင်းဒီတကယ်ဝါဖတ်လို့ညိုမိုက်လိုက်ခိုင်းလို့စာရလျင်ဟောခါရီလူစီတို့ရေကတဗျာမမလေးဟောခါရီလူစီတို့ရေကကိုနိုင်ရေကျင်းတော့မီနေထိုင်တဲ့ဟေရွှေတိတ်ဆုရှင်ကိုတိတိမောင်မောင်အတန်းရတာအတီးရတာဟုတ်ကဲ့တစ်တော့မီလေးထိုင်နေဒီမြေကလေးဝလာတကြောင်မအဲ့လောက်ပါပဲထူးခြားလောက်ပါပဲတို့ရဲ့ဘဘဦးတင်မောင်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပါဘကော